အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒေသမှာထမ်းမြင့်ဘလူးစိုက်ပျိုးလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ရှုပေးဖို့အားလုံးဖိတ်ခေါ်ပါတယ်ထမ်းမြင့်စိုက်ပျိုးဖို့ထမ်းသည့်အစီဟာအမဲ့တာအသုံးပြုရတာဖြစ်ပါတယ်ထမ်းသီးစေးအမဲ့အရင်သာစိုက်ပျိုးလို့ရတဲ့ထမ်းမြင့်ကိုကျွန်တော်တို့စိုက်ဖို့ရလဲနွားလဲပေါ်တင်နေရပဲဖြစ်ပါတယ်ထမ်းမြင့်ကိုစောင်းရာသီရောက်ရင်မိဖို့ပေးနာမှာမိမြိုက်မိဖို့ပြီးသုံးဆောင်ရတဲ့အရာသာဆိုတာကျွန်တော်တို့ဒေသမှာလူတိုင်းအားလုံးသိပြီးသားလည်းဖြစ်ပါတယ်ထမ်းမြင့်သွားဆိုင်ဖို့နေရာအတွက်နွားလဲပေါ်တင်ပြီးစိုက်တဲ့နေရာကိုလည်းသွားနေရပဲဖြစ်ပါတယ်ထမ်းမြင့်ကိုနေရာဒေသအသီးသီးကအမျိုးမျိုးစိုက်ကြပေမဲ့ကျွန်တော်တို့ဒေသဘက်မှာတော့မြစ်ချောင်းဘေးနားမှာပဲစိုက်ပျိုးလို့ရှိပါတယ်မြစ်ချောင်းဘေးနားမှာဆိုရင်အဆိုတဲ့အများစွာရှိတဲ့အတွက်ထမ်းမြင့်ကိုလည်းတန်မာထွားကြိုင်းစေပါတယ်ထမ်းမြင့်ဟာကျွန်တော်တို့ဒေသအတွက်ပဒေသာပင်လို့လည်းခေါ်ဆိုကြပါတယ်ထမ်းမြင့်ကထွက်တဲ့အရာဝတ္ထုပစ္စည်းတွေဟာကျွန်တော်တို့ဒေသအတွက်အလွန်ကိုတန်ဖိုးကြီးအသုံးဝင်လာပါတယ်ထမ်းမြင့်စိုက်ပျိုးတဲ့နေရာမှာမထူမပါအောင်လဲထမ်းသီးအစေးတွေကိုတေချာလေးဂရုစိုက်နဲ့ညီညာပြီးစိုက်ရတာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒေသရဲ့အခေါ်တစ်ခုရှိပါတယ်ထမ်းမြင့်စိုက်တဲ့လူစိတ်ထားမကောင်းကောင်းဆိုတာထမ်းမြင့်မဖြောက်ဖြောက်အောင်ဆိုတာလဲကျွန်တော်တို့လူကဲခတ်လို့ရတဲ့အရာလည်းဖြစ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ